Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကဒီစပင်ရဲ့ပညာကိုခုမှစပြီးလေ့လာနေတဲ့ brother တွေညီကိုတွေတို့ကိုကျွန်တော် miss cafe လေးကိုကျွန်တော်ရေးကျွန်တော်လုပ်ပေးသွားပါမယ် share like ကြည့်ပေးကြပါဦးပထမဆုံးကျွန်တော်တို့ clipper ကိုအဖွင့်နဲ့ကျွန်တော်အောက်မှာ guideline ပေးပါမယ်ကျွန်တော်တို့ guideline ပေးတဲ့နေရာမှာလက်ခတ်ကအရင်အရေးကြီးပါတယ်လက်ခတ်လေးကိုတေချာလေး train ပေးပါတေချာလေး train ပေးကြပါနောက်တစ်ဆင့်ကတော့ 1.5 mm နဲ့ clipper ကိုဖွင့်ပြီးတော့မှကျွန်တော်တို့ guideline ထပ်ပေးပါမယ် guideline ပေးတဲ့အခါမှာလည်းအရင်မမြင့်သွားစေနဲ့ပေါ့နော်ဟိုလက်တလုံးနေထားတော့လေးကိုပဲတေချာလေးလက်ခတ်လေးနဲ့တေချာလေးခတ်ပေးပါတေချာလေးထင်းပြီးတော့မှညှက်ပေးပါ 1.5 clipper အဖွင့်နဲ့ပြီးပြီဆိုရင် 3 mm clipper အဖွင့်နဲ့နောက်ထပ်တစ်ဆင့်ကိုကျွန်တော်လက်တလုံးစာလောက်ကိုအပေါ်ကိုထပ်ပြီးတော့မှဖြည့်ပါမယ် guideline ထပ်ပေးပါမယ်တေချာလေးညီအောင်ပေးပါ3 mm အဖွင့်နဲ့ပြီးသွားရင်ကျွန်တော်နောက်တစ်ဆင့်က 4.5 mm ကို clipper အဖွင့်နဲ့ထပ်ပြီးတော့မှ guideline ထပ်ပေးပါမယ်အပေါ်ကိုနောက်ထပ်လက်တစ်လုံးလောက်ကိုထပ်ပြီးတက်ပေးပါမယ်ဒါဆိုရင်တော့ကျွန်တော် skin fade ရဲ့အကျန်းထည်တွေကိုရပါပြီဒါဆိုရင်တော့ပုံမှန်နေဒီမှာဆိုလို့ရှိရင်တော့ဟိုလက်ခံလို့ရပါပြီလက်ခံပေးပါပြီပေါ့နော်ဒါနောက်တစ်ဆင့်ကိုကျွန်တော် clipper အပိတ်နဲ့အောက်ရှည် guideline ကိုပြန်ပြီးတော့မှဖြည့်ပါမယ်နောက်တစ်ဆင့်ကတော့ပြန်ပြီးတော့မှမှုန်းတဲ့တစ်ဆင့်မှာမှုန်းတဲ့အချိန်မှာဖွင့်ပိတ်ကစားပြီးတော့မှသွားပါမယ်ဒါတော့ 1.5 mm နဲ့ပြန်ပြီးတော့မှဖြည့်ထားတာပေါ့နော်နောက်တစ်ဆင့်ကတော့3 mm ကိုကျွန်တော် clipper အဖွင့်အပိတ်နဲ့ကစားပြီးတော့မှပြန်ဖြည့်ပါမယ်အပိတ်နဲ့ပြန်ဖြည့်တဲ့အချိန်မှာခုနအဖွင့်နဲ့ဖြည့်ထားတဲ့ guideline ကိုမကြော်စေနဲ့ပေါ့နော်ကြော်သွားတဲ့အခါမှာကျွန်တော် fake ကပေါ်တဖြည်းဖြည်းနဲ့မြင့်သွားတတ်တယ်ဖြင်းဖြင်းနဲ့အဲကြောင့်လက်ခတ်လေးကိုတေချာလေးကြည့်ပေးပါတေချာလေး train ပေးပါဒါကတော့ကျွန်တော်3 mm နဲ့တေချာလေးကိုစိတ်ရှည်နဲ့လိုက်ပြီးတော့မှပြန်ဖြည့်ထားတာပေါ့နော်ဒါ3 mm နဲ့ဖြည့်ရဲ့အချိန်မှာခုနက 4.5 mm နဲ့ guideline ပေးခဲ့တဲ့အပေါ်ထိကိုမကြော်စေနဲ့ပေါ့နော်အပေါ်ထိမရောက်စေနဲ့ပေါ့တေချာလေးအဲ့လိုအဖွင့်ပိတ်ကစားပြီးတော့မှတေချာလေးလိုက်ပြီးတော့မှုံပြီးတော့ဖြည့်ပေးပါတော့အချိန်ပေးပါနောက်တစ်ဆင့်ကတော့ကျွန်တော်တို့ 4.5 mm ကို clipper အပိတ်နဲ့တေချာလေးပြန်ဖြည့်ပေးပေးပါတော့ပြန်ဖြည့်ရဲ့အခါမှာခုနကပေးခဲ့တဲ့ 4.5 clipper အဖွင့်ရဲ့ guideline ကိုမကြော်စေနဲ့ပေါ့နော်တေချာလေးလက်လေးကိုမှန်မှန်လေးနဲ့ပြန်ပြီးတော့မှဖြည့်ပေးပါအားလုံးဖြည့်ပြီးသွားတဲ့အခါမှာကျွန်တော် blend လိုက်ပါမယ် blend လိုက်တဲ့အခါမှာကျွန်တော်ကတော့ဒီ pedan b ကိုကြိုက်တယ်ဗျ pedan b နဲ့တုံးရတာပိုကြိုက်ပါတယ်ကိုတန်တုံးလို့ရပါတယ် b နဲ့တေချာလေး blend လေးတေချာလိုက်ပေးပါ blend လိုက်တဲ့အခါမှာလည်းကျွန်တော်တေချာလေးစိတ်ရှည်နဲ့စိတ်ကိုတည်ငြိမ်ထားရအောင်စူးစိုက်ပြီးတော့မှတေချာလေးဖြည့်ပေးပါအားလုံးပြီးသွားတဲ့အခါမှာကျွန်တော်တို့ shaper သုံးမယ်ပေါ့နော် shaper သုံးတဲ့နေရာမှာ trimming ကိုမကြော်စေနဲ့ trimming ထိကိုလည်းမရောက်စေနဲ့ shaper ကို trimming ထိအပြည့်ယူရတဲ့အခါမှာဘာဖြစ်မလဲဆိုတော့အဲ့ဒီနေရာမှာကြံခဲ့တဲ့အောက်က shaper အသားနဲ့အပေါ်က fade သားနဲ့ကလုံးဝ connection မမိပဲနဲ့အဲ့လိုတီးတန့်ကြီးဖြစ်နေလိမ့်မယ်အဲ့အထစ်ကြီးကြံခဲ့လိမ့်မယ်အဲ့ကြောင့်ကျွန်တော်shaper တိုးတဲ့နေရာမှာလည်းတေချာလေးသုံးပေးပါ shaper ပေးထားတဲ့ guideline ထိကိုမရောက်အောင်တေချာလေးယူဆိုင်ပေးပါကျေးဇူးတင်ပါတယ်နောက်ဆုံးမှာတည်သက်လာပါတဲ့ miss cafe ရရှိသွားပါပြီခင်ဗျာ